စနေပြီပါလာတယ် တနင်္ဂနွေ သူမဝမ်းနဲ့ 3 6ဆက် ငါတော့မှ ချိပါမလားတော့ပါမနေ့ကနေဘယ်ကထွက်လာ နောက် ခွေးဘလို့អော်လဲနေသမီးဟင်းဝယ်ပါမဝယ် ဈေးထဲမှာ လက်ပဲနဲ့ချောင်း ဆက်ကြောင်း မနေ့60 10မိနစ် ဇန်နဝါရီ ဇွန် ပိုက်ဆိုင်ပါစား တီ အဲ့ရတောက်ပြီးရင် ထမင်းစား I love ပြီးရင် မီ အဲ့ရထားပြီးရင် ပြဲ သမင်းစားပြီးရင် ချီစား ဇန်နလာမတောက်စတဲ့ဖေးဖွားကြီး 29 မကလာတိပါရအောင် မဲကျုပ်ဘယ်လိုစားလဲ ချပါမယ် เนี่ยမမပြောပါနဲ့စားလဲ ပကံနဲ့ နော်ဘယ်လိုတောက်လဲ ဖေးနဲ့ ကော်ဖီဘာနဲ့ဖြတ်လဲ ဇောနဲ့ ချိပိုင်လက်စီလား မစေ ညပါလိုက်တာသမင်းစားပြီးပကံစေးလား မစေဘူး အပြင်သွားရင်ဘာနဲ့သွားလဲ ဖက်နဲ့နဲ့ တဲ့တဲ့နဲ့ပါ လေ ဂျွန် ဇွန်လိုင်း ဖေဖော်ဝါရီ စက်တင်ဘာ ဇန်နဝါရီလို့ဖြစ်နေတယ်ကောင်းပြီးဘာနဲ့ဖြေလဲ ဖေးနဲ့ဖေးမကြည့်စုတယ်မှာ အဲ့မျက်လုံးဖွင့်ရလားပိတ်လား ဖွေး ဖွင့်အလုံးလိုက်အသွေးဝက်လား မဝပါ ရေတောင်းဘယ်လိုတောင်း ကပြီတောက်အောင်စပူမှာကတယ် လမ်းမ ချက်ဘလို့အော်ခွေးဘလို့ဦးမျက်လုံးပဲနှလုံး လေးလုံး ဖက်နဲ့ပဲနေရန် လေးရ လေရှုပဲအပေါက်နေရှု ဖြင့်ပါ တာကစားမလား မနာဘူး တတ်မြန်မာနိုင်ငံရတဲ့ဥတု မိုး မြန်မာစာပြီးပါလားလေ တင်ချာ မဟုတ်ဝယ်တဲ့ကစားမတော့ဆဲမလားကမလား က ပူကြောင်စားဘူးတက်လား ဝါစ ကျဲစဲတကမှာပဲနပူပါလား ခုနဘူး မနေ့60 10နိုင် တက်ပုံပါနဲ့ရိုက်လေ ဟော မိကောင်းကင်သွားရင်ဘာနဲ့သွားလဲကားနဲ့လား ကလည်းကျေးဇူးတခါလည်းအဖြစ် ဖုံးပေပဲထဲထဲလေ ကလည်း သွားတိုက်ရင်ဘာနဲ့တိုက် ဖြင့်နဲ့တိုင် ညညအိမ်မျက်လုံးပိတ်တယ်ဟုတ် ဖွင့် ညောင်းခိုင်းထားလား ထ ခလေးလေးပိုက်ဆိုင်ပါကြွရမယ် မင်း ပန်ကဘာထွက်လဲ မောင် နေရာဒီမှာပဲဖြစ်လဲ အေးတယ် ဆောင်းရဒီမှာရော အေးတယ် ရရင်ပြောင်းလားငိုလားမျက်မှန်ဘယ်လိုတိုက်လား ကြောင်းမြင် လူမျက်နှာမှာနှစ်ခေါင်းပဲတစ်ခုရှိတယ် နှစ်ခု ပေါင်းပြီးအပေါ်လားအောက်လားဝေးရတာ တိုင်းမင်းလား ပေါင်းပြီး တိုင်းမင်းလား ပေါင်းပြီးအပေါ်လားအောက်လားဝေးရတာ အာ အပေါ်မှာမပြောလိုက်ပါတကူလား တင်းကြံ ဖေးဝိုင်းစတော့မှာ ဘိုးချုပ်ဖြစ်နေလေစားနာထားမယ် စဉ်းစားလိုက်